မင်္ဂလာပါခရန်တော်ကြီးမိတ်ဆွေပေါင်းသူတော်ကောင်းတို့မင်္ဂလာအကောင်းတွေဟူသည်မြမင်္ဂလာအပေါင်းတွေဟူသည်မြရရှိခံစားနိုင်ကြပါစေကျွန်တော်ဒီနေ့ခရန်တော်ကြီးမိတ်ဆွေပေါင်းသူတော်ကောင်းတို့ကိုကျွန်တော်အခုအစ်စ်ထွက်ထားတဲ့ဒီစာအုပ်ကလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီစာအုပ်ကလေးထဲမှာဘလို့အကြောင်းအရာတွေပါလဲဆိုတော့အချီအိမ်တော်ကြီးစီဝါရေးကျမ်းမာရေးလူမှုရေးစသည့်အရေးတွေအားလုံးကိုဒီစာအုပ်တအုပ်ထဲမှာပဲထည့်ပြီးရေးပေးထားပါတယ်မိတ်ဆွေကဒီစာအုပ်တော့ရှိလိုက်တာနဲ့မိတ်ဆွေပတ်ဝန်းကျင်မှာဖြစ်နေတဲ့ကြုံတွေ့နေရတဲ့ဒုက္ခအခက်အခဲတွေမိမိကိုယ်တိုင်ကြုံတွေ့နေတဲ့ဒုက္ခအခက်အခဲတွေကိုဒီစာအုပ်ထဲမှာပါတဲ့ရေရာလေးတွေကိုယုံကြည်သူတွေအတွက်ပေါ့နော်ယုံကြည်သူတွေအတွက်ဒီစာအုပ်ထဲမှာပါတဲ့ရေရာလေးတွေကိုစီမံဆောင်ရွက်ပေးလိုက်ရင်နော်ခက်ခဲကိစ္စတွေအဆင်ပြေပါလိမ့်မယ်စာအုပ်ထဲမှာပါတဲ့ရေရာလေးတွေကတော့ခုနှစ်သားများအတွက်စောင်းရန်ရှောင်းရန်ရေရာလေးအခြေအိမ်တော်ရေးအတွက်ရေရာများကျောင်းသူကျောင်းသားလေးတွေအတွက်နော်စောင်းရန်ရှောင်းရန်ရေရာများနော်နိုင်ငံခြားကိစ္စခီးကိစ္စအတွက်အဆင်ပြေမယ်တော့ရေရာများနော်ယခုပေါ်တော့မိမိကဘယ်အသက်ရောက်နေလဲပေါ့နော်ကံကောင်းစေနိုင်တော့အသက်ပိုင်းခြားရှိသူဒုက္ခပေးနိုင်တော့အသက်ပိုင်းခြားဆိုတာလည်းရှိတယ်အဲ့ဒီအသက်ပိုင်းခြားတွေဟိုတိလိုက်တာနဲ့ကိုဟာဒီချိန်ကဘာလုပ်ရမလဲနော်ဘယ်လိုပြင်ဆင်ထားရမလဲဆိုတဲ့ကိစ္စတွေပါပါတယ်နောက်တစ်ခုကနာမည်ပေးနည်းလေးပါတယ်နော်နာမည်ပေးနည်းလေးဒီနာမည်ပေးနည်းမှာမိမိရဲ့သားသမီးလေးတွေမိမိရဲ့လုပ်ငန်းမိမိရဲ့ဈေးဆိုင်နော်ဘယ်လိုနာမည်ပေးရမလဲဆိုတာပါပါတယ်နော်အထူးသဖြင့်တော့ဒီစာအုပ်ရဲ့ main point လို့ပြောလို့ရတယ်ဘာလဲဆိုတော့ဖေယားနဲ့နော်ရဟန္တာ၈ပါးကိုစွန့်ကပ်ပြီးတော့နော်မိဖြစ်စေခြင်းတဲ့အကြောင်းအရာတွေကိုဆူတောင်းနည်းဆိုတာပါတယ်ဆူတောင်းနည်းမှာလည်းပဲပထမအကြိမ်ဆူတောင်းနည်းဒုတိယအကြိမ်ဆူတောင်းနည်းဆိုတာပါတယ်ပထမအကြိမ်ဆူတောင်းလို့အနည်းငယ်နော်လိုအပ်ချက်ရှိရင်ဒုတိယအကြိမ်ဆူတောင်းနည်းဆိုတာထပ်ပြီးဖြည့်ထားတယ်ဒီချမ်းမှာပါပါတယ်နော်ဖခင်နဲ့ယဟန္တာ၈ပါးကိုစွန့်ကပ်ပြီးတော့ကြီးပွားချမ်းသာစေသောနည်းဆိုတာစာမျက်နှာ139မှာပါတယ်နော်ကဲအဲ့တော့ဒီစာအုပ်ကလေးဒီတအုပ်မိတ်ဆွေနားမှာရှိရင်မိတ်ဆွေအခက်အခဲတွေအားလုံးအဆင်ပြေပါလိမ့်မယ်အကယ်မိတ်ဆွေဒီစာအုပ်တော့ဝယ်ထားတယ်မရှင်းတာရှိတယ်ဆိုရင်ဒီထက်မှာကျွန်တော်ရဲ့ဆရာရံမိုးအောင်ညစေးဆိုပြီးတော့နော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ပါပါတယ်ကျွန်တော်ဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့အခမဲ့နော်မိတ်ဆွေသိကျင်တဲ့အကြောင်းအရာကိုအခမဲ့ဒီစာအုပ်ထဲမှာပါတဲ့ကိစ္စတွေပဲဖြစ်ဖြစ်နော်ပြင်ပအကြောင်းအရာပဲဖြစ်ဖြစ်မိတ်ဆွေတီးလို့သမျှကိုမေးမြန်းနိုင်ပါတယ်ဒါကျွန်တော်အခမဲ့ဖြည့်ကြပေးမှာပါကဲဒီစာအုပ်ကလေးကအခုဒီ9လပိုင်းထဲမှာထွက်တာဖြစ်တဲ့အတွက်9လပိုင်းထဲမှာဝင်ရင်တော့ဒီစာအုပ်ဟာ9000နဲ့ဝယ်ရမှာဖြစ်ပါတယ်အခု9လပိုင်းမှာမပြီး10လပိုင်းမှာဝင်မယ်ဆိုရင်တော့ဒီစာအုပ်ရဲ့တန်ကြီးက8000ပါအခု9လပိုင်း10လပိုင်းမဟုတ်တော့ဘူးဆိုရင်9လပိုင်းရဲ့နောက်ပိုင်းရောက်သွားရင်တော့ဒီစာအုပ်ကလေးကမူရင်းတန်ကြီးအတိုင်းနော်1000နဲ့ရောင်းမှာဖြစ်ပါတယ်ကဲခွန်ဆိုင်မိတ်ဆွေပေါင်းသူတော်ကောင်းတို့နော်အစာအုပ်ကလေးကိုယုံကြည်သူမိတ်ဆွေများလိုအပ်မယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းကိုဖုန်းဆက်ပြီးတော့မှာနိုင်ပါတယ်ကျွန်တော်ရဲ့ Facebook အကောင့်ကနေပြီးတော့ Messenger ကနေပြီးတော့လေလိပ်စာလေးပို့ပြီးတော့မှာနိုင်ပါတယ်အားလုံးကျမ်းမာချမ်းသာလူရင်စန္ဒပြေဝကြပါစေဗျာ